မင်္ဂလာပါပရိသတ်ကြီးရေချဲ Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ Channel လေးကနေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အင်းလေးကန်ရဲ့သမိုင်းကြောင်းတန်တာကြီးလေးကိုတင်ဆက်ပေးသွားမှာပါဘုဟုတုတအနေနဲ့တင်ဆက်ပေးသွားမှာပါဟုတ်ကဲ့ပါဇာတ်လမ်းလေးကိုမစတင်ခင်မှာ Channel လေးကို Like and Subscribe လေးနှိပ်ပြီးတော့စောင့်မျှော်အားပေးကြပါဦးနော်ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါပြီရှမ်းပြည်တောင်ပိုင်းရဲ့ရင်ခွင်ထဲမှာလွန်ခဲ့သောနှစ်ပေါင်းတန်းနှင်းချီတဲ့ကာလကလေးကမြေမျက်နှာပြင်နှိမ့်ဆင်တော်မူကြောင့်အေယာမရီအိုင်တခုစတင်ဖြစ်ပေါ်ခဲ့ပါတယ်။ထိုရေပြင်ကနတ်တကြားတို့ဖန်ဆင်းထားသလိုကြည်လင်အေးမြပြီးတော့တဘာဝတောတောင်တို့ရဲ့ရင်ခွင်ထဲမှာငြိမ်သက်စွာတည်ရှိနေခဲ့ပါတယ်။ဒါကတော့နောက်တစ်ချိန်မှာကဘာကျော်အင်းလေးကန်ကြီးဖြစ်လာမဲ့နေရာပါ။အေဒီ12ရာစုခန့်မှာမြမပြည်တောင်ပိုင်းဒဝယ်ဒေသမှာပင်လယ်နဲ့နီးစပ်တဲ့လူတစုနေထိုင်ခဲ့ကြပါတယ်။သူတို့တွေဟာရေလုံငန်းနဲ့လှေတက်ပညာမှာအလွန်ကျွမ်းကျင်ကြသူများဖြစ်ပါတယ်။ဒီနေ့မှာတော့ဗကံပြည့်ရှင်နရပတိစီသူမင်းကြီးဟာတိုင်းကန်းလှဲ့လည်ရင်းနဲ့တဝဲသားညီကိုနှစ်ဦးရဲ့အရေးချင်းကိုသဘောကျပြီးတော့၎င်းတို့နဲ့အတူရှမ်းပြည်တောင်ပိုင်းကိုခေါ်ဆောင်သွားခဲ့ပါတယ်။ရှမ်းပြည်နယ်ရဲ့အေးမြတဲ့ရာသီဥတုနဲ့လှပတဲ့တောင်တန်းကြီးတွေကိုမြင်တွေ့ရတဲ့အခါတဝဲသားညီကိုနှစ်ဦးဟာအလွန်ပင်စိတ်ဝင်စားသွားခဲ့ကြပါတယ်။အထူးသဖြင့်ညောင်ရွှေဒေသမှာရှိတဲ့ကြီးမားလာတဲ့အင်းကြီးကိုမြင်တွေ့ရတဲ့အခါသူတို့တွေဟာဇာတိမြေနဲ့မတူညီတဲ့ဆွဲဆောင်မှုတစ်ခုကိုခံစားခဲ့ရပါတယ်။အဲ့ဒီအင်ကြီးရဲ့တာယာပုံသဘောကျသွားတဲ့ညီကိုနှစ်ဦးဟာအဲ့ဒီဒေသမှာပဲအခြေကျနေထိုင်လို့ကြောင်းညောင်ရွှေစော်ဘွားကြီးထံကိုခွင့်တောင်းခဲ့ကြပါတယ်။စော်ဘွားကြီးကလည်းသူတို့ရဲ့ရေလုံငန်းကျွမ်းကျင်မှုကိုသိရှိတာကြောင့်ဝမ်းမြောက်ဝမ်းသာခွင့်ပြုခဲ့ပါတယ်။စော်ဘွားကြီးရဲ့ခွင့်ပြုချက်ရတာနဲ့ညီကိုနှစ်ယောက်လုံးဟာတဝယ်မှာရှိတဲ့မိမိတို့ရဲ့ဆွေမျိုးသားချင်း36အိမ်အောင်စုကိုခေါ်ယူရန်နေရက်ကိုပြန်ခဲ့ကြပါတယ်။တဝယ်မှရှမ်းပြည်ကိုခရီးစဉ်ကတော့လွယ်ကူတာတော့မဟုတ်ပါဘူး။တောတောင်ရှုံမြောင်းတွေကိုဖျက်ကျော်လာပြီးလပေါင်းများစွာခရီးနှင်ခဲ့ကြရပါတယ်။ဒါပေမဲ့အနာဂတ်အတွက်မျှော်လင့်ချက်အပြည့်နဲ့ခလေးလူကြီးမကြံအားတင်ပြီးတော့ရှောက်လန်းခဲ့ကြပါတယ်။သူတို့ဟာမိသားစုများတာမက၎င်းတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာစကားတွေကိုပါယူဆောင်လာခဲ့ကြပါတယ်။ဒီလိုနဲ့ရေလုံငန်းကျွမ်းကျင်တဲ့တဝဲသားတို့ဟာရှမ်းပြည်တောင်ပိုင်းရဲ့အင်းကြီးစီကိုရောက်ရှိလာခဲ့ကြပါတော့တယ်။အခြေချနေထိုင်ခွင့်ရရှိပြီးနောက်ညီကိုနှစ်ဦးနဲ့အဖွဲ့ဝင်တွေဟာကန်အတွင်းမှာပဲရွာငယ်လေးရွာကိုစတင်တည်ဆောက်ခဲ့ပါတယ်။ထိုရွာလေးရွာမှာတော့ရွာကြီးဘန်းပုံနန်းပန်းနောင်တောနဲ့ဟဲရရွာမတို့ဖြစ်ကြပါတယ်။ဒီရွာလေးရွာကိုအစွဲပြုပြီးတော့အင်းလေးရွာမှာတဆင့်အင်းလေးဟိုတော့အမည်ဟာတမိုင်းမှာကျန်ရစ်ခဲ့ပါတယ်။အင်းလေးကန်အတွင်းမှာဗေဒာပင်တွေနဲ့ရေမော်ပင်တွေထူထပ်လာပါတယ်။ထိုင်မိလှေလော်ပါကရှေ့ကိုမမြင်ရတာကြောင့်အင်းသားတို့ဟာမတ်တက်ရက်ပြီးလှော်ခတ်တဲ့နီလန်းကိုတီထွင်ခဲ့ကြတာပါခြေတစ်ဖက်နဲ့လှေတက်ကိုထိန်းချောင်းကကြမ်းခြေတစ်ဖက်ဖြစ်လှေကိုတွန်းကန်တဲ့ဒီထူးခြားတဲ့အတတ်ပညာကကဘာပေါ်မှာအင်းသားတို့တူဦးတဲ့သားရှိတဲ့အမှတ်သားဖြစ်လာခဲ့ပါတယ်ကုန်းမြေနေပါတာကြောင့်အင်းသားတို့ဟာရေပေါ်မှာစိုက်ပျိုးနိုင်မဲ့နီလန်းကိုရှာဖွေခဲ့ကြပါတယ်ဗေဒာပင်များနဲ့နှုံးမြေများကိုပေါင်းဆက်ပြီးတော့ကျွန်းမျောများပြုလုပ်ခဲ့ကြတယ်ထိုကျွန်းမျောများပေါ်မှာတော့ခရမ်းကျင်သီးနဲ့အခြားဟင်းသီးဟင်းရွက်တွေကိုအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီးတော့အင်းလေးကန်ဟာမြန်မာနိုင်ငံရဲ့အဓိကစိုက်ပျိုးရေးဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။နရပတိစီသူမင်းကြီးဟာအင်းလေးဒေသကိုကြွားရောက်စဉ်ကတဏ္ဍာ12ခုနှစ်သာဖြင့်ထုလုပ်ထားတဲ့ရုပ်ပွားတော်9စုကိုပေးသနာခဲ့ပါတယ်။ထိုရုပ်ပွားတော်များယနေ့ခေတ်မှာတကူကြီးလာတဲ့ဖောင်တော်ဦးဖျားဖြစ်ထင်ရှားလာပါတယ်။အင်းသားတို့ဟာဒီရုပ်ပွားတော်တွေကိုအသက်ထမကတန်ဖိုးထားကိုးကွယ်ကြပါတယ်။နှစ်စဉ်သတင်းကြွလာရောက်တိုင်းဖောင်တော်ဦးရုပ်ပွားတော်များကိုရွှေဖောင်တော်ကြီးနဲ့အင်းလေးကန်တပတ်လှဲ့လေပူဇော်ခံတဲ့ပွဲတော်ကြီးများကျင်းပကြပါတယ်။ခြေလှော်လေပြိုင်ပွဲများရိုးရာအကလှများနဲ့စီကားလှတဲ့ဒီပွဲတော်ဟာအင်းလေးဒေသရဲ့အထွတ်မြတ်ဆုံးသောယဉ်ကျေးမှုပြရုပ်ဖြစ်နေပါတယ်။အင်းလေးကန်ရဲ့အလှတရားဟာရေပြင်တွင်သာမကလက်မှုပညာတွေမှာလည်းရှိပါတယ်။ကဘာပေါ်မှာရှားပါလာတဲ့ကြာရိုးမှထုတ်ယူထားတဲ့ကြာချီဖြစ်ရက်လုပ်ထားတဲ့အထည်တွေဟာလည်းအင်းလေးရဲ့ဂုဏ်ဆောင်ပါ။အဲ့ဒီအပြင်ငွေပဒိန်လုပ်ငန်းနဲ့ဗဘဲလုပ်ငန်းတို့ဟာလည်းအင်းလေးသားတို့ရဲ့ကျွမ်းကျင်မှုကိုသက်သေပြနေပါတယ်။တမိုင်းတစ်လျှောက်မှာတော့အင်းလေးဒေသဟာလည်းစစ်မီးများနိုင်ငံရေးအပြောင်းအလဲများကိုကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အင်းသားတို့ဟာမိမိတို့ရဲ့ရိုးရာဓလေ့တွေကိုမပြောက်ပြက်အောင်ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။မိမိတို့ရဲ့စီးလုံးမှုနဲ့ရေပြင်ပေါ်မှာရှင်သန်နိုင်စွမ်းကမိမိတို့ကိုခိုင်မာတဲ့လူမျိုးတစုအဖြစ်ရပ်တည်စေခဲ့ပါတယ်။အင်းလေးကန်ရဲ့ထူးခြားတဲ့ဂေဟာစနစ်နဲ့ယဉ်ကျေးမှုတွေကြောင့်2015ခုနှစ်မှာ UNESCO မှလူသားနဲ့ဇီဝအဝန်းဝိုင်းနယ်မြေဆိုပြီးသတ်မှတ်ခဲ့ပါတယ်
ဒါကတော့အင်းလေးကန်ဟာကမ္ဘာအဆင့်အရေးပါတဲ့နေရာတစ်ခုဖြစ်လာကြောင်းသက်သေထူလိုက်တာပါယနေ့ခေတ်မှာတော့အင်းလေးကန်ဟာရာသီဥတုဖောက်ပြန်မှုနဲ့နှုံးတင်မှုတွေကြောင့်ရေမျက်နှာပြင်ကျဆင်းခြင်းကန်ဧရိယာကျဉ်းမြောင်းခြင်းစတဲ့စိန်ခေါ်မှုတွေကိုကြုံတွေ့နေရပါတယ်အင်းသားတို့ဟာမိမိတို့ရဲ့မိခင်ကန်ကြီးကိုကာကွယ်ရန်အတွက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုတက်ကြွစွာပါဝင်ဆောင်ရွက်နေကြပါတယ်ဘယ်လိုပဲဖြစ်ပါစေအင်းလေးကန်ဟာရှမ်းတောင်တန်းကြီးများကြားမှာတော့ထာဝရလှပနေအောင်မှာဖြစ်ပါတယ်။တဝဲမှဆင်းသက်လာတဲ့အင်းသားတို့ရဲ့သွေးဟာ၎င်းတို့ရဲ့ခြေလော်လီများကျိုးမျောချံများနဲ့အတူဆက်လက်စီးဆင်းနေအောင်မှာပဲဖြစ်ပါတယ်။အင်းလေးဟာမြန်မာနိုင်ငံရဲ့ဂုဏ်ဆောင်တာမကကမ္ဘာအမွေအနှစ်တစ်ခုအဖြစ်နောင်လာနောင်သားများအတွက်တည်ရှိနေပါတော့တယ်။ရှမ်းပြည်တောင်ပိုင်းရဲ့အသေးနှလုံးဖြစ်တဲ့အင်းလေးကန်ကြီးရဲ့အလဲဘိုးမှာတည်ရှိနေတဲ့ဖောင်တော်ဦးဖျားဆိုတာလဲမြန်မာပြည်သူတွေတင်မကကမ္ဘာအနှံ့ကဖျားဖူးတွေပါလာရောက်ဖူးမြော်ကြတဲ့တကိုးကြီးဖျားတစုပါဒီဖျားရဲ့တမိုင်းကြောင်ကပကံခေတ်ကလေးကစတင်ခဲ့ပြီးအမွေဖြစ်ရက်တွေတကိုးပြန်ဒီဟာတွေနဲ့ပြည့်နှက်နေပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်မြန်မာတက္ကရာ483ခုနှစ်လောက်ကပကံပြူအစိုးရတဲ့နာနာပတိအလောင်းစီသူမင်းကြီးဟာတကိုးကြီးတဲ့တင်ကန်နဲ့ဖောင်ဆက်ကြနဲ့ကဘာအနှံ့တိုင်းခန်းလှဲ့လေခဲ့ပူပါတယ်မင်းကြီးမှာတာသနာပြုလို့တဲ့စိတ်ဆန္ဒပြင်းပြလွန်လို့မြင့်မို့တောင်တောင်တွားရောက်ဖူးမြော်ဖို့ကြိုးပမ်းခဲ့ပါတယ်အဲ့ဒီချိန်မှာတရားမင်းကမင်းကြီးရဲ့အန်ဒီကိုကြိုတင်မြင်ပြီးတော့လူအိုဆုံနှဲဖြစ်ဖန်ဆင်းကမင်းကြီးကိုတားမြစ်ခဲ့ပါတယ်ပြီးတော့တရားမင်းကိုယ်တိုင်ကမင်းကြီးစီကတရက်ခဏတာသားတွေကိုတောင်းယူပြီးဗုဒ္ဓရုပ်ပွားတော်9စုကိုထုလုပ်ပေးခဲ့ပါတယ်အဲ့ဒီရုပ်ပွားတော်တွေထဲမှာဓာတ်တော်တွေကိုလည်းဌာပနာခဲ့တယ်လို့ဆိုကြပါတယ်ဒီရုပ်ပွားတော်9စုကတော့ဗုဒ္ဓရုပ်ပွားတော်တစုလက်ရရန်ယဟန္တာတစုလက်ဝဲရန်ယဟန္တာတစုအရှင်အနန္ဒပုံတော်တစုနဲ့အရှင်ရာဟုလာပုံတော်တစုတို့ဖြစ်ကြပါတယ်မင်းကြီးဟာဒီရုပ်ပွားတော်တွေကိုသူ့ရဲ့ဖောင်တော်ရဲ့ရှေ့ဦးမှာပင်းဆောင်ကိုးကွယ်ခဲ့တာကြောင့်ဖောင်တော်ဦးဖျားလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်အလောင်းစီသူမင်းကြီးဟာတိုင်းကန်းလှဲ့လည်ရင်အရှိတောင်ညိုတောင်နှန်းကြီးရဲ့တာယာလှပမှုကိုမြင်တွေ့ခဲ့ရပါတယ်ဒီဒေသဟာနောက်တစ်ချိန်မှာသာသနာတော်ထုံးကားမဲ့နေရာဖြစ်တယ်ဆိုတာကိုလည်းသိမြင်ခဲ့ပါတယ်ဒါကြောင့်မင်းကြီးဟာဒီရုပ်ပွားတော်တွေကိုအင်းလေးဒေသမှာဌာပနာဖို့ဆုံးဖြတ်ခဲ့ပါတယ်ထူးခြားတာကတော့ရုပ်ပွားတော်9စုထဲက4စုကိုပဲစင်တော်ပေါ်တင်ဆောင်နိုင်ခဲ့ပြီးပြင်စမမြောက်ရုပ်ပွားတော်မြတ်ပေါင်မြင့်စုကိုတော့စင်တော်ကအတင်မခံခဲ့ပါဘူးဒါကြောင့်ဒီရုပ်ပွားတော်ကိုမဟာကာမရွာအခုအင်းတိုင်မှာရှိတဲ့ဆရာတော်တစ်ပါးစီကိုအနှံခဲ့ရပါတယ်နှစ်တွေကြာပြီးနောက်မြမတက္ကရာ921ခုနှစ်ညောင်ရွှေစော်ဘွားကြီးစီဆိုင်ဖလက်ထက်မှာတန်းထောင်အရက်ကလိုင်ကူတစ်ခုတွေကနေဖျားရောင်ကြီးတော်တွေကိုမြူနေတာတွေကိုဒေသခံတွေကတွေ့ရှိခဲ့ကြပါတယ်။တူးဖော်ကြီးတော့အလောင်းစီသူမင်းကြီးဌာပနာခဲ့တဲ့ရုပ်ပွားတော်လေးစုကိုပြန်လည်ဖူးတွေ့ခဲ့ရပါတယ်။အဲ့ဒီကစပြီးညောင်ရွှေစော်ဘွားတွေဟာဒီဖျားတွေကိုဆက်လက်ပြုပြင်တည်ထားပြီးတော့ကိုးကွယ်ခဲ့ကြပါတယ်။ဖောင်နှုတ်ဖျားသမိုင်းမှာအထင်ရှားဆုံးနဲ့အံ့ဩစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုကတော့1329ခုနှစ်1965ခုနှစ်မှာဖြစ်ပွားခဲ့တာပါ။နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ဒေသစာရီလှဲ့လည်ပွဲမှာလေပြင်းမုန်တိုင်းတိုက်ခတ်လို့ဖျားလေတော်ကြီးတိမ်မှောက်ခဲ့ပါတယ်။ရုပ်ပွားတော်9စုလုံးရေထဲကိုကျဆင်းသွားခဲ့ပါတယ်။ဖျားဖူးတွေနဲ့တာဝန်ရှိသူတွေဟာရေအောက်မှာရုပ်ပွားတော်တွေကိုအသေးအံရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့4စုပဲပြန်တွေ့ခဲ့ပြီးတော့ပြင်စမမြောက်ရုပ်ပွားတော်ကိုတော့ဘလို့မှရှာမတွေ့ခဲ့ကြပါဘူး။အားလုံးစိတ်မကောင်းခြင်းများစွာနဲ့ကျောင်းတော်ကိုပြန်လာခဲ့ကြပါတယ်။ဒါပေမဲ့ကျောင်းတော်ကိုရောက်တော့ကန္နကုလီတိုက်ကိုဖွင့်လိုက်တဲ့အခါမှာတော့အားလုံးအံ့အားသင့်ကြပါတယ်။ဘာလို့လဲဆိုတော့ရှာမတွေ့ခဲ့တဲ့ပြင်စမမြောက်ရုပ်ပွားတော်ဟာကျောင်းတော်ရဲ့သူ့ရဲ့ပလင်ပေါ်မှာမှော်ရီဘေးဓာတွေပင်တွေတင်လျက်သားနဲ့ပြန်ရောက်ရှိနေတာကိုတွေ့လိုက်ရလို့ပါပဲ။ဒီအံ့ဖွယ်ဖြစ်ရကြောက်ပဲယနေ့တိုင်အောင်ဒေသစာရီလှဲ့လည်ပွဲတွေမှာပြင်စမမြောက်ရုပ်ပွားတော်ကိုကျောင်းတော်မှာပဲထားခဲ့ပြီးကြံ4စုကိုသာပင်းဆောင်တဲ့တလိဖြစ်ပေါ်လာခဲ့တာပါ။ယနေ့ခေတ်မှာတော့ဖောင်တော်ဦးရုပ်ပွားတော်တွေဟာဖျားဖူးပြည်သူတွေရဲ့ရွှေသင်္ကန်းကတ်လူမှုတွေကြောင့်မူလပုံတော်ပြောက်ကွယ်ပြီးရွှေတုံးကြီးတွေလိုဖြစ်နေပါပြီ။ဒါဟာအင်းသားလူမျိုးတွေနဲ့မြန်မာပြည်သူတွေရဲ့ဘာသာရေးပေါ်တရားတရားဘလောက်ထက်သန်နေဆိုတာကိုပြသနေတာပါပဲ။နှစ်စဉ်သတင်းကျွလဆန်တရက်ကနေလပြည့်ကျော်3ရက်နေ့အထိကျင်းပခဲ့တဲ့ဖောင်တော်ဦးဖျားပွဲတော်ဟာအင်းလေးဒေသရဲ့အသက်သွေးကြောပါပဲ။ကရဝိတ်ဖောင်တော်ကြီးနဲ့ရွာစဉ်အနှံ့လဲ့လဲပူဇော်ခမ်းနာခြေလွန်လေပြိုင်ပွဲတွေကျင်းပတာတွေဟာအင်းလေးရဲ့မပြောက်ပြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်ယနေ့တိုင်တည်ရှိနေသေးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေဒီနေ့တင်ဆက်ပေးသွားတာကတော့အင်းလေးကန်ရဲ့တမိုင်းအစနဲ့အင်းလေးဖောင်တော်ဦးစီတူဖျားတို့ရဲ့စတင်ဖြစ်ပေါ်လာပေါ်တမိုင်းတွေကို
တင်ဆက်ပေးသွားတာပါနောက်ရက်တွေမှာလည်းဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးအောင်ပါမို့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်နော်အားပေးနားဆင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်